မင်္ဂလာပါဒီပရိသတ်များခင်ဗျာဒီနေ့ဆွေးနွေးခန်းအတွက်ကျွန်တော်ဖိတ်ခေါ်ထားသူကတော့နိုင်ငံရေးလေးလောက်သုတ်တတ်သူဦးဇော်မျိုးကျော်ဖြစ်ပါတယ်ဗျဆွေးနွေးမယ့်အကြောင်းအရာကတော့ဒီရုရှားစစ်တပ်နဲ့စစ်ကောင်စီစစ်တပ်ပေါ့နော်နေပြည်တော်မှာပူးတွဲစစ်ရေးလေ့ကျင့်မှုရဒါဘယ်လိုထူးခြားလဲပေါ့ဒီအကြောင်းဆွေးနွေးတော့ဖြစ်ပါတယ်ဆိုတော့မင်္ဂလာဗျဦးဇော်မျိုးကျော်မင်္ဂလာပါခင်ဗျဟုတ်ကဲ့ဆိုတော့သတင်းတွေရတော့ဒီအခုဇူလိုင်ပေါ့နော်ဇူလိုင်6ရက်နေပြီးတော့18ရက်နေ့ဒီနေပြည်တော်မှာရုရှားစစ်တပ်နဲ့စစ်ကောင်စီစစ်တပ်ပူးတွဲစစ်ရေးလေ့ကျင့်နေတယ်လို့သတင်းတွေထုတ်ပြန်လာတာကျွန်တော်တွေ့ရတယ်ဗျဆိုတော့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာသတင်းတွေရတော့နှစ်ကြိမ်ရှိပေါ့နော်ဆိုတော့ဒီအာဏာသိမ်းစစ်တပ်နဲ့ဒီလိုနိုင်ငံခြားစစ်တပ်တခုပေါ့ဗျာရုရှားဘော်တင်ထောက်ခံတဲ့သဘောလားပေါ့နော်ဒီလိုစစ်ရေးပူးတွဲလက်ကျင့်မှုကဘယ်လိုထူးခြားလဲပေါ့ထူးခြားမှုတော့ရှိကံသလောက်ရှိတယ်ပေါ့ဗျာအဓိကတော့ရုရှားနဲ့မြန်မာနဲ့ဒီမြန်မာစစ်အာဏာရှင်တွေနဲ့ဆက်ဆံနေတာတော့ကြာပြီပေါ့ဗျာဒီမြန်မာတွေဘက်ကလည်းတော့လိုအပ်ချက်ရှိတာနောက်အထူးသဖြင့်တော့ဒီ2021အာဏာသိမ်းပြီးနောက်ပိုင်းမှာပို့ပြီးတော့ထူးခြားလာတယ်ပေါ့နော်ဒီနိုင်ငံဆက်ဆံရေးကိုအဆင့်မြင့်လိုက်တယ်အဓိကတော့ရုရှားဘက်ကလည်းလိုအပ်ချက်ရှိနေတယ်လို့မြန်မာစစ်အာဏာရှင်တွေဘက်ကလည်းလိုအပ်ချက်ရှိနေတယ်ဒါကြောင့်ဒီနိုင်ငံပူးတွဲစစ်ရေးအပေါင်းပေါ့နော်မဟာမိတ်ဆက်ဆံရေးတိုးမြင့်လိုက်တယ်အဲ့ဒီရဲ့အကျိုးဆက်အနေနဲ့ဖြစ်လာတာဒီစစ်လေးချင်းမှုကလေဒီ2023တုန်းကလည်းသူတို့သဘောတူတာတွေရှိတယ်9နှစ်စီမံကိန်းပေါ့နော်သူတို့လုပ်ထားတာရှိတယ်အဲ့တော့ဒါတွေဖြစ်လာတော့ဘာထူးခြားလဲဆိုရင်တော့အေးပေါ့ဒီဆီယနာရှင်အနေနဲ့ကတော့ပြရုပ်ပေါ့ဆိုတာကငါတို့ဘက်မှာဟလာဒီလိုရုရှားရှိတယ်ရုရှားနဲ့တောင်ပူးတွဲလေ့ကျင့်နေတယ်ဆိုတာမျိုးပေါ့သူတို့တော့ပြနိုင်တာပေါ့နော်ဒါပေမဲ့ဟလာဒီလိုဖိန်လုံးလိန်လုံးနေနဲ့တော့ဒီမြန်မာပြည်သူတွေရဲ့စိတ်ဓာတ်ပေါ့နော်တန်ဋိဌာန်ကိုကြော်နိုင်မှာမဟုတ်ပါဘူးဆိုတော့ကလေသူတို့လည်းမြန်မာဆီယနာရှင်အနေနဲ့ဒီကလည်းသူတို့မှာအဖက်လုံးမဲ့လူကမရှိဘူးဒီရုရှားလောက်ပဲရှိတာပေါ့အဲ့တော့ဟိုမြန်မာပြည်သူတွေဘက်ကကြည့်ရင်တော့မကောင်းဘူးပေါ့ဒါဟုတ်ကဲ့ကျွန်တော်သတင်းတွေပြန်ကြည့်တော့ဗျာဒီမှာ2023တို့ကတရုတ်နဲ့ပူးတွဲရေချောင်းလေ့ကျင့်မှုရှိတယ်ပေါ့နော်ဆိုကျွန်တော်အကြမ်းအပြည့်ထင်တာဗျာတရုတ်ကတခြားလို့ကုညီနေတယ်တရုတ်နဲ့ကပုံများမယ်ထင်တယ်အခုရုရှားနဲ့ပုံများတယ်ဆိုတော့ဘယ်လိုဖြစ်လို့ရုရှားကပုံများလဲဆက်ဆံတာတော့ဗျာရှင်းပြောရင်တော့ဒီမြန်မာနိုင်ငံကပြည်သူလူထုရဲ့ဆန္ဒတစ်ခုအာဏာယူထားတဲ့ဆရာနာရှင်တွေရဲ့ဆန္ဒတစ်ခုပေါ့ဗျာเนาะပြည်သူလူထုကတော့တိုးတက်တဲ့เนาะဒီမိုကရေစီရှိတဲ့လူ့အခွင့်အရေးလေးစားတဲ့နိုင်ငံတွေနဲ့ဆက်ဆံချက်တယ်ပြည်သူတွေကเนาะဒီဆရာနာရှင်တွေကတော့ရွေးစရာအောင်မရှိဘူးတရုတ်နဲ့ရုရှားပဲရှိအဲ့တော့တရုတ်နဲ့ရုရှားတဲမှာကျွန်တော်ထင်တာပေါ့တွက်ကြည့်တာကတော့မြန်မာဆရာနာရှင်တွေကလည်းသူတို့မှာမျှော်မှန်းချက်ရှိပုံရတယ်သူတို့ကရုရှားနဲ့ပေါင်းပြီးတော့နီးပညာတွေဓာတ်ရိုက်လို့ချင်လို့ရတယ်ဒါမှသူတို့ဒီတရုတ်ပေါ်မှာမိခိုးတာတပိုင်းဒါပေမဲ့သူတို့လည်းစစ်လက်နဲ့အင်အားတွေနဲ့တိုးတက်လာပြီးတော့သူတို့ထူထောင်မဲ့ဆိုရှိခဲ့ပုံရတယ်ဘာလို့ဦးတန်းရွှေလက်ထက်ကတည်းကစပြီးတော့ဟလာခုနမစ်ဇိုင်းလုံးမလို့ဘာလို့အတန်လေးလက်ကြတဲ့ဟိုမြေအောက်လိုင်ကောင်းတူးတာတော့တွင်းတူးတာတော့အဲ့ဒါတွေဖြစ်ခဲ့တယ်ပေါ့ဗျာနျူကလ িয়ার လုံးမယ်ဆိုတော့လည်းအဲ့ဒါဖြစ်ခဲ့တယ်နောက်ထောင်ထဲချီတဲ့ရုရှားစစ်သားတွေပို့တယ်ဒါတရုတ်ကလည်းဒီချီလိုင်းအောင်သိတယ်နော်အဲ့တော့ဘာဖြစ်လို့လုပ်လဲကျွန်တော်စဉ်းစားကြည့်တာပေါ့နော်ခုနမြောက်ကိုရီးယားတို့အီရန်တို့လို model မျိုးကိုဦးတန်းရွှေတို့စဉ်းစားခဲ့ပုံရတယ်မင်းအောင်လိုင်းဆိုတာတကယ်တော့ဦးတန်းရွှေရဲ့လူယုံသူထားခဲ့တာပေါ့သူစီမံချက်တွေကိုအကောင့်တွေပေါ်အောင်သူဝေးလို့ရသူတခြားရွေးပြီးထားခဲ့တယ်ဒါကိုပဲဆက်လုပ်နေတယ်လို့မြင်တယ်အဲ့တော့ဆိုတာကဟိုတရုတ်နဲ့လည်းတစ်ဖက်မှာဆက်ဆံတယ်နော်တစ်ဖက်မှာလည်းရုရှားနဲ့ဆက်ဆံရုံတိုးမြင့်လာတယ်ဦးမင်းအောင်လိုင်းကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမှပိုတောင်တိုးလာတယ်နော်ဒီရုရှားနဲ့ဆက်ဆံရေးဟုတ်ကဲ့တော့အာဏာသိမ်းပြီးမှပုံများလာတော့တယ်နော်အာဏာမသိခင်ကတော့ကျွန်တော်တို့အိန္ဒိယတို့အာဆီယံတို့တခြားပုံမှန်ဟုတ်ဗျာစီးရေးလက်ကျတာတွေပုံမှန်ရှိတာပေါ့ဆိုတော့အဲ့တော့ကျွန်တော်တို့ကဘယ်လိုနားလည်လို့ရလဲအထူးသဖြင့်ရုရှားပေါ့နော်စစ်ကောင်စီကိုထောက်ခံလာတာဒါမှမဟုတ်သူလက်နက်ရောင်းမှုအတွက်လုပ်တာမျိုးလားထောက်ခံတာပေါ့ဗျာအဓိကတော့နှစ်ဖက်ကျွန်တော်ပြောဆိုနှစ်ဖက်လိုအပ်ချက်ရှိတယ်နော်နှစ်ဖက်လိုအပ်ချက်ရှိတယ်ရုရှားကလည်းလိုအပ်နေတယ်ဘာဖြစ်လို့ဆိုတော့အာဆီယံမှာသူ့ခြေကုပ်နိုင်ငံတစ်ခုအနည်းဆုံးတော့လိုတယ်ရုရှားဘက်ကကျင့်တယ်သူကဒီတကမ္ဘာလုံးမှာအခုအမေရိကန်နဲ့လည်းထိတ်တက်ဖြစ်ပြန်ဆိုင်နေတာရုရှားကိုသွားတိုက်လိုက်ယူကရိန်းကိုသွားတိုက်လိုက်ပြီးတော့နောက်ပိုင်းကလည်းရုရှားကိုနိုင်လည်းအထီးကျန်နေတာပဲเนาะအဲ့တော့သူက
နိုင်ငံရသူဆွဲမှာပဲနော်အဲ့တော့ဆိုတာကအာဆီယံရဲ့အထဲမှာလည်းသူချီကုတ်လိုတယ်နော်ဖိလစ်ပိုင်တို့ထိုင်းတို့ကျန်တဲ့နိုင်ငံတွေအင်ဒိုနီးရှားတို့ကစားလို့ကဘာဖြစ်အမေရိကန်နဲ့ပိုနှိစက်တယ်ဆိုတော့အဲ့ဒါမျိုးတွေရှိတာပေါ့နော်ဒီစင်ကာပူတို့ပွင့်လင်းတဲ့ဒီမိုကရေစီနည်းနည်းပါးပါးရှိတဲ့နိုင်ငံတွေကအနောက်တိုင်းနိုင်ငံတွေပိုပြီးနှိစက်တာရှိတယ်အဲ့တော့ရုရှားကလည်းသူ့အခြေကုတ်ဆိုတော့ဒီထဲမှာပုံးမဲပေါ့ဗျာဒီမြန်မာတို့ကျန်တဲ့ဟာတော့ရုရှားကလည်းလိုအပ်ချက်ရှိတယ်နောက်တစ်ခုကရုရှားဘက်ကကြည့်ရင်လည်းသူလက်နဲ့ရောင်းရတယ်ခုနဓာတ်မြေဩဇာတို့ဘာလို့လဲရောင်းရတာပေါ့ဗျာလောင်စားတို့ရောင်းအဲ့မြန်မာဘက်ကပြန်ကြည့်ရင်လည်းလိုတယ်ခုနလိုဒီသူလည်းအထီးကျန်နေတာခုနကျွန်တော်ပြောသလိုပြည်သူတွေကသာလွတ်လပ်တက်ကြွပြီးဒီမိုကရေစီရှိတဲ့နိုင်ငံတွေနဲ့ဆက်ဆံခြင်းမင်းအောင်လိုင်းတို့မှာရွေးစရာမရှိဘူးအဲ့တော့ဦးမင်းအောင်လိုင်းကသူကပြောတယ်ဟာလားဒီမိုကရေစီသူထူထောင်နေတာပါပြောသူ့ပဲဒီမိုကရေစီနိုင်ငံမှာသူအသိမှမပြုဘူးလေဟုတ်သူလုပ်နေတာဒီမိုကရေစီဖော်ဆောင်နေတာမှမဟုတ်ပဲအဲ့တော့ဆိုတာကသူရုရှားနဲ့ပဲဆက်ဆံအဲ့တော့မြန်မာပြည်ကလည်းနိုင်ငံရေးအရာနော်မြန်မာဆီယနာရှင်လည်းအထီးကျန်နေတာဖြစ်တဲ့အတွက်ရုရှားလိုတယ်သူလက်နဲ့ခဲရနဲ့ဤပညာကဘယ်ကဘာမှရောက်မပေးဘူးသူတို့အားရှိရပဲသူတို့လိုတယ်သူတို့အတိမတ်ပြုခံဖို့လိုတယ်နောက်တစ်ခုကတော့ကုံသွယ်ရေးပေါ့ဗျာကုံသွယ်ရေးဘယ်နိုင်ငံထဲမှာလည်းကုံသွယ်တာမဟုတ်ဘူးအခုပုဒ်သက်စေတို့ဓာတ်မြေဩဇာတို့ရေနံတို့လောင်စာတို့အစရုရှားနေပဲအဲ့တော့ဒေါ်လာလည်းသူတို့မှမရှိတော့ဆိုတော့ဒီအပြန်အလှန်လိုအပ်ချက်ရှိတယ်ဗျဒါကြောင့်မလို့ရုရှားလည်းဝင်တာဒါကြောင့်မလို့ဟိုမြန်မာဆီယနာရှင်တွေကလည်းတရုတ်နဲ့ရုရှားကိုတစ်ဖက်စီနည်းမျှကျွေးနေတဲ့သဘောပေါ့ဗျာဆိုတော့ကဟလာတရုတ်ကိုယထာလန်နေကြောက်ဖြူတွေပေးသလိုရုရှားကိုလည်းတဝက်ဘက်မှာစိတ်ကန်းလေးယူပေါ့ဟလာတရားဆိုအဲ့တော့ရေရှည်ရည်မှန်းချက်မှာတော့ဆီယနာရှင်တွေကရုရှားနဲ့ပိုတွဲချင်ပုံရဒါဆိုတရုတ်ကိုနိုင်ကနီးပညာအရင်အမြင့်သည်မူလအရင်အမြင့်သည်ရုရှားဖြစ်တယ်အဲ့တော့မြန်မာဆီယနာရှင်တွေကတရုတ်ကနေတဆင့်ယူမဲ့အစားဟလာရုရှားနေတိုက်ရိုက်ယူရှင်တာပေါ့ဗျာသူတို့လည်းဒီဆီယနာရှင်စနစ်ရေရှည်ထိန်းထားနိုင်ဖို့ဟလာဦးတန်းရွှေက2012ဖွဲ့စည်းပုံကြီး2008နာဂစ်ဖွဲ့စည်းပုံကြီးချပြီးတော့စနစ်နဲ့ကြာလုပ်ခဲ့သလိုဟလာစစ်တပ်ကိုခံမရအောင်လဲမြောက်ကိုရီးယားတို့အီရန်လုပ်ချင်မှုရပါတယ်တော့ထင်တယ်ဟုတ်စစ်ဖို့တွေဟိုပါဘောနော်ဗမာစစ်ဖို့တွေလည်းဟိုရုရှားမှာအခုထိသွားတယ်ပေါ့နော်အဓိကသူတို့အဓိကမှသိနေတော့ဗျအခုစစ်တင်မှာလာတယ်ကျွန်တော်ခုနပြောတာဗျအခု9နှစ်တည်းမှာရုရှားနဲ့တရုတ်ပေါ့နော်အထူးသဖြင့်ဒီအဲ့လိုပြောကြတာဗျရုရှားနဲ့တရုတ်ကူညီလိုက်လို့အခု9နှစ်မှာကိစ္စညာနှစ်ခေါ်လို့ပြိုးတော့မလို့ဖြစ်တယ်လေစစ်ကောင်စီကကူညီလိုက်တဲ့ခါကျတော့ပြန်ထောင်သွားတယ်ပေါ့ဗျဆိုတော့ဘာတွေကူညီတယ်ဆိုတာကိုဒီကူကဟိုဘယ်လိုထောက်ထားရှိလဲကျွန်တော်တင်တာတော့ဗျာဒီစစ်ကောင်စီကိုစစ်တပ်မြန်မာဒီခုစစ်တပ်ကိုပေါ့ဗျာမင်းအောင်လှိုင်တို့စစ်တပ်ကိုတရုတ်နဲ့ရုရှားကကူလို့ခေါင်းထောင်သွားတယ်ဆိုတာထက်အခြားကိစ္စတွေရှိတယ်ကျွန်တော်အမြင်ဘာဖြစ်လို့လဲဆိုတော့ကူတာလည်းပါတယ်ပေါ့နော်ကပါတယ်စစ်လက်နဲ့ပစ္စည်းတွေအစားပေးတယ်အဓိကတော့တရုတ်ဝင်ရှုပ်တာလည်းပါတယ်ဗျနောက်ကျွန်တော်တို့ဘက်ကဒီဆီယနာရှင်ကိုတိုက်တဲ့ဘက်မှာရှိတဲ့ရီမန်းချက်ပြဿနာရှိတယ်ကျွန်တော်အမြင်ရလေအဲ့တော့ဆိုတာကတရုတ်နဲ့ရုရှားကတော့ကူတာမှန်တယ်သူတို့ကိုယ်တိုင်ဝင်တိုက်ပေးလို့မရဘူးနော်အဲ့တော့ဥပမာ10-20ခွန်ဖြစ်တယ်ရီမန်းချက်ကကျွန်တော်ရီမန်းချက်ပြဿနာပြောတာဟုတ်လားရီမန်းချက်ဘယ်ထိသွားမှာလဲဆီယနာရှင်ပြုတ်တဲ့ထိသွားမှာလားဒီမိုကရေစီရတဲ့ထိသွားမှာလားဖက်ဒရယ်ပြည်ထောင်စုထိတဲ့သွားမှာလားဒီရီမန်းချက်ကမပြတ်သားဘူးဟုတ်အဲ့တော့မန္တလေးတို့ဟိုမင်းမျိုးတော်သိမ်းလို့ရနေပြီအဲ့ကြမှာသူသဖြင့်ကိုကန့်ရပ်လိုက်တာလေဟုတ်လားအေးကမရသူကုရတိစက်တိုင်းနေတာပဲသူရီမန်းချက်သူအဲ့တော့အဲ့တော့ကိုကန့်ရဲ့ရီမန်းချက်ကပါလေဟုတ်ဒီပေဆောက်ချိန်တော့အုပ်စုကိုဖယ်ပြီးတော့ဖုံချဖူးအုပ်စုပြန်တက်ပြင်ပြီးပြီလားကျွန်တော်ပြောတာနော်သူတို့ဒီနယ်ကိုသူတို့တိမ့်ပြီးသူတို့ဘုံနေများချနေများရောက်အဲ့တော့ဒီရီမန်းချက်မရှင်းဘူးအတိုက်ခံဒီဒေါ်လာရေးဘက်မှာဟုတ်လား NUG နဲ့ KIA ရရှိတယ်ချင်းတွေရရှိတယ်မွန်ရှိတယ်ကရင်ရှိတယ်နော်အဲ့တော့ဒီတိုက်နေတဲ့ကြားထဲမှာနော်ရီမန်းချက်ကမရှင်းတရုတ်ကဝင်လာပြီးတဲ့အခါဟလာမင်းတို့တော်တော့ဆိုတော့ကိုကန်ရတော့နော်အဲ့ဒီဟာကြောင့်ဒီရီမန်းချက်ဝေဝါးသွားတဲ့ပြဿနာကြောင့်စစ်ကောင်စီခေါင်းထောင်လာတယ်လို့ပဲကျွန်တော်တော့ထင်တယ်တကယ်တော့ခေါင်းရောတကယ်ရောထောင်နိုင်ပြီလားဆိုတော့မေးစရာရှိတယ်နော်အခုတိုက်ပွဲတွေမြေပြင်တိုက်ပွဲသတင်းတွေတခြားနားထောင်ကြည့်ပါဦးကျွန်တော်ပြောတာကဟာလားအခုရုရှားနဲ့ကိစ္စမှာတောင်မှကျွန်တော်ဟိုဓာတ်ပုံတွေဗီဒီယိုတွေတချို့ကြည့်ပါတယ်အဲ့ဒီဟိုဂျန်ငယ်တစ်ဖက်ထောင်ပြီးတော့ပြ
ပြာနဲ့လုံနေတဲ့ကောင်တွေတွေ့ပါတယ်ဘိုးကျုပ်တွေဘာညာကသူတို့စီဦးစီးတက်သူစားဒါအရာရှိတွေလုပ်တဲ့နေရာမှာလုပ်တာနော်ဒါသူတို့လုပ်တာကလေချောင်းနဲ့ drone နဲ့ဆိုင်တဲ့အနည်းပညာတွေလုပ်တာအထူးလေ့ကျင့်တော့အဲ့တော့ပြောချင်တာအဲ့မှာလာရလုံနေတဲ့လူတွေပြာအဲ့ကောင်တွေတကယ်စစ်တိုက်တဲ့ကောင်စစ်တိုက်တဲ့ကောင်တွေမဟုတ်ဘူးနော်လူကြီးနာအဲ့လုံနေတာသိမလားအောက်တက်တွေကဘာဖြစ်နေလဲသွားကြည့်အောင်လေကျွန်တော်ပြောတာခုစစ်မှုမထမ်းမနေရတဲ့တင်းဆွဲခေါ်လာတိုက်တော့ခု AR တိုင်းဘက်မှာလည်းသူတို့လာစုပ်ကားတာတွေအခုချင်းမထိုးစစ်ကလည်းသူတို့မလုံနိုင်ဘူးအဲ့ဒေသမှာဟုတ်လားအဲ့တော့ဆိုတော့ကပြည်သူလူထုကတန်တိတ်ထန်ရှိတယ်ဒီဆရာနာရှင်ကိုတိုက်မယ်ဟုတ်ပြည်တွင်းမှာမကုနိုင်ငံတကာမှာအရင်ကလို့တော်လိုင်းလုပ်ချင်လို့ခက်လိုက်ရှာနေကြမလို့ဘူးဟုတ်လားတက်တဲ့ချိန်က online နဲ့ဆက်သွယ်လို့ရတယ်အခုနိုင်ငံတကာမှာရှိတဲ့လူတွေလည်းတယောက်ချင်းစီပတ်စံထည့်နိုင်တာတက်နီးပညာထည့်နိုင်ချနေတာသူကသွားနေတာဒါကြောင့်တကယ်ရောကောင်းထောင်ပြီလားမေးတာလေဟုတ်လားသူကရုရှားတို့ဘာပဲပေါင်းနော်အတွင်းကကိုပြည်သူတွေကဟုတ်ကဲ့ပြန်လည်ကြတော့အေးလိုသိတာတော့နော်ချင်းမှလည်းမရဘူးအခုဒီနေ့တော့ခုနကပဲကျွန်တော်သတင်းတွေ့တာမြဝတီဒီမင်းလက်ပတ်ဖဲထိုးတာလေလိကိကော်နာမှာဒီတိုက်ပွဲတွေဝယ်တိုင်းရင်လိုက်စကြောင်းလိုက်ပြုတ်တယ်လို့ကျွန်တော်ကြားရတယ်တက်ဖို့လည်းတွေ့ရတယ်နော်ဆိုတော့တိတ်တော့လည်းအကောင်းကြီးတော့မဟုတ်ဘူးဗျာဆိုတော့နောက်ကျွန်တော်ဆယ်မင်းချင်တာအဲ့တော့ဗျာဒီစစ်တာတော့စစ်ကောက်စီပေါ့နော်စစ်ကောက်စီကိုခုနကအာဏာရှင်နိုင်ငံတွေထောက်ခံတယ်ပေါ့ဗျာနိုင်ငံရေးရရောလက်နေရပေးတော့ပေါ့ကျွန်တော်ဒီမိုကရေစီလုပ်တဲ့ကျွန်တော်ဖက်မှာကျတော့ဒီမိုကရေစီနိုင်ငံတွေကအဲ့လိုမျိုးထောက်ခံတာမရှိတဲ့ခါကျတော့ဘာကြောင့်လဲပေါ့နော်ကျွန်တော်နယ်မြေမရှိလို့လားလက်ဆိုးလက်ကမရှိလို့လားဘယ်လိုသဘောတရားတွေနဲ့မရဘူးဘယ်လိုများပြောချင်လဲရေဘူးကတော့2ချက်3ချက်လောက်စဉ်းစားမိတာရှိတယ်ပေါ့နော်ဒီချက်ကကမ္ဘာနိုင်ငံရေးအခြေအနေနဲ့လည်းအများကြီးဆိုင်တယ်နော်ဒီကျွန်တော်တို့88ဖြစ်တဲ့အချိန်တုန်းကကမ္ဘာမှာဒီမိုကရေစီရေးလူ့အခွင့်အရေးနော် liberal democracy လွတ်မြောက်ရေးပေါ့နော်ဒီခေတ်ကြီးတစ်ခေတ်ဖြစ်လာတာနော်သူတတိယဒီမိုကရေစီကမ္ဘာမှာဒီမိုကရေစီတတိယအချိန်မြောက်တော့ third wave democracy ပေါ့နော်တတိယအချိန်မြောက်ကမ္ဘာလုံးရိုက်ခတ်တယ်ဆိုတာရှိတယ်အဲ့တော့အမေရိကမှာဒီပင်လင်ဟာလာနိုင်ငံခြားရေး policy ကလူ့အခွင့်အရေးဒီမိုကရေစီရဲ့အခြေခံဒါကြောင့်ခုနမြန်မာ$88ရေတော့ကူညီခဲ့တယ်ဆိုတာအမေရိကန်အစိုးရလွတ်တော်ထဲမှာဆိုဘတ်ဂျက်ချပြီးဒီမိုကရေစီနဲ့လူ့အခွင့်အရေးကူရမယ်ဂျာမနီမှာဆိုလဲ FNS ဆိုတာရှိတယ်ဒီမှာအမေရိကမှာ NED တို့ IRN တို့ရှိတယ်အဲ့ဒီဖွဲ့တွေကတကွာလုံးမှာရှိဒီမိုကရေစီနဲ့လူ့အခွင့်အရေးလိုက်ကူတာနော်ဒါအကြမ်းမဖက်တဲ့နည်းပေါ့တင်တန်းနေပေးမယ်ကဲဖက်စီတော့အဲ့မှာကလည်းရှေ့တောင်အောင်ရှာမှာလည်းဖြစ်ဒီလိုနိုင်ငံတကာနဲ့ဆိုင်နေအခုကာလမှာပြန်ကြည့်တဲ့အခါကျတော့ခုနရုရှားကယူကရိန်းကိုစကျူးကျော်လိုက်တယ်ကျူးကျော်လိုက်တဲ့အချိန်မှာကမ္ဘာစံချိန်စံညွှန်းတွေပြတ်သွားတယ်နော်ဒီကြားထဲမှာဒေါ်နယ်ထရန့်တို့တက်လာတယ်အဲ့တော့ကမ္ဘာစံချိန်စံညွှန်းတွေပြတ်သွားတယ်ကမ္ဘာစံချိန်စံညွှန်းတွေကပါလဲဒီမိုကရေစီရေးလူ့အခွင့်အရေးလွတ်လပ်ရေးလွတ်မြောက်ရေးလူတူးချင်းနဲ့တမို့ထားတဲ့စံချိန်စံညွှန်းတွေပြတ်သွားတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာစကားဆက်လို့ပြောချင်တာကအမေရိကမှာရောက်တဲ့မြန်မာနိုင်ငံသားတွေကဒေါ်နယ်ထရန့်ကိုဘာထောက်ခံတာတွေရှိတယ်ဒါတွေပြီးဖို့လိုတယ်ဆိုတော့လေနော်စံချိန်စံညွှန်းတွေပြတ်သွားတော့ကိုယ့်နိုင်ငံအတွက်အကျိုးမရှိဘူးအဲ့တော့အမေရိကန်လိုထိပ်တန်းဥဆောင်တဲ့နိုင်ငံကြီးကတော့ဒီမိုကရေစီလူ့အခွင့်အားမပေးတော့ဘူးအပြင်ကိုသူကိုတိုက်ကဒါကြောင့်သူ့နိုင်ငံမတိုးတက်ဘူးလို့လက်ရှိဆိုရမြင်ပုံရတယ်နော်ဒေါ်နယ်ထရန့်တို့ကဆိုတော့ဒီမိုကရေစီကအရှိန်တည်သွားတာပဲတကမ္ဘာလုံးမှာဟလာဒီမိုကရေစီလွတ်လပ်ခွင့်နော်အဲ့တော့တခုရှိတာဟာပြီးသွားပြီလားကျန်တာတွေလုံးဝမရှိတော့ဘူးလားအဲ့လိုတော့မဟုတ်ဘူးရှိတယ်နော်ဒီမိုကရေစီကိုမလေးစားတဲ့လူတွေလူ့အခွင့်အရေးကိုမလေးစားတဲ့လူတွေတွင်ကျယ်နေတဲ့ကာလဖြစ်နေတယ်ကမ္ဘာအတိုင်းအဝိုင်းမှာနော်ဒါကြောင့်ရုရှားနဲ့မင်းအောင်လှိုင်တို့အရှင်လာအီရန်နဲ့ဖြစ်ကြဟာလားဒီဖြစ်နေတယ်အဲ့ဒါမှရှိတယ်ဥပမာဥရောပမှာဥပကောင်းဆောင်တွေချုပ်ပြတယ်သူတို့ကတော့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရအောင်ကာကွယ်သွားမယ်လို့ပြောတယ်သူတို့လည်းအခုရုရှားကျူးကျော်ဆင်းနဲ့အမေရိကန်မူဝါဒပြောတဲ့အကြက်တက်တွေကျုံနေရအဲ့တော့ဒီလိုကိစ္စချိန်တွေမှာမြန်မာနိုင်ငံရဲ့အခြေအနေကနောက်ကိုရောက်လာအဲ့တော့ဒါကိုကျွန်တော်တို့ကစိတ်ပြက်လို့မရဘူးဒီအခြေအနေကိုသိဖို့လိုတယ်အဲ့တော့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးထောက်ခံအားပေးတဲ့လူတွေမရှိတော့ဘူးလားမဟုတ်ဘူးသူနောက်တန်းရောက်သွားတဲ့သဘောတော့ရှိတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဲ့ဒါတွေကိုလိုက်ရှာပြီးဆက်သွယ်ရမယ်နော်ကြိုးပမ်းရမယ်နော်အဲ့တော့ဒီတိုင်းကြီးပဲအခုဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုမလေးစားမလိုက်နာတဲ့လူတွေကအများတိုင်းတွင်ကျနေမှာမဟုတ်ဘူးဟာလားချိန်မချပြောင်းလဲတွေဖြစ်လာအောင်မယ်ဟုတ်အဲ့တော့ဒါတွေကကျွန်တော်တို့အစင်းသင်းဖြစ်ဖို့လိုတယ်ဟာတော့ဥပမာနယ်မြေတွင်းမှာထိုင်ဝမ်ကိစ္စဖြစ်နေတရုတ်ကကျွန်တော်တို့ဖိတယ်တောင်းနော်ဂျပန်နဲ့တရုတ်နဲ့မတည့်ဘူး
ဟုတ်ကိုရီးယားရှိတယ်ဟုတ်လားနော်ဒါပေမဲ့အဲ့တော့ကျွန်တော်တို့ကတခါတည်းကျွန်တော်တို့လူမျိုးရေးလုပ်တဲ့အချိန်မှာနိုင်ငံတကာနိုင်ငံရေးကောနော်ကျွန်တော်တို့ data တွေနိုင်ငံရေးပြည်အားလုံးကိုဆက်ဆက်ပြီးတော့မှကျွန်တော်တို့ကမူဝါဒတွေချပြီးတော့တံပြန်ဆောင်ရတယ် ဟုတ်ကဲ့အဲ့တော့ဗျာခုနရုရှားတို့တရုတ်တို့ကတော့ဒါကောင်းထောင်လားမထောင်လားစစ်ကောက်စီကူညီတာပေါ့ဗျာကျွန်တော်တို့ဘက်မှာခုနလိုမျိုးလောလောဆယ်ဒီမိုကရေစီဟိုဘယ်လိုခေါ်မလဲအနေဘက်ရောက်တော့ဗျာနော်ကဘာကြီးမှာပြန်တော့လာပါပေါ့နော်ဆိုတဲ့အခါကျတော့လောလောဆယ်အဲ့လိုဟိုဘက်မှာလက်နက်တွေပါတယ်ဗျာကျွန်တော်တို့ဘက်မှာစိတ်ဓာတ်တော့ရှိတာပေါ့လေလက်နက်တွေကတော့သိမလွယ်ဘူးဗျာရှင်ဖို့ကဆိုတဲ့အခါကျတော့ဒီလိုခက်ခဲရှိတဲ့ဟာကိုကျွန်တော်တို့ဘယ်လိုစစ်ကောက်စီကိုလက်နက်သားတဲ့စစ်ကောက်စီဘယ်လိုညှိဆိုင်မလဲကျွန်တော်တို့လက်နက်ရအောင်ဘယ်လိုဖန်တီးမလဲဘယ်လိုများတော်လိုင်းအောင်စုတွေပါများကြံပြချင်တယ်ဒီကတော့ကျွန်တော်တို့ဘက်ကအာသာချက်တွေကိုအရင်တွေ့အောင်ရှာပြီးတော့အဲ့ဒါတွေကိုခိုင်မာအောင်လုပ်ဖို့ပဲနောက်ပထမတစ်ချက်ကတော့ကျွန်တော်တို့ကပြည်သူလူထုတရားလုံးကထောက်ခံတယ်နော်လူမြောက်ချင်တယ်အဲ့တော့သူတို့နဲ့ပတ်သက်တဲ့လူတွေသူတို့အကျိုးစီးပွားရှိနေတဲ့လူလောက်ပဲမြန်မာနိုင်ငံမှာရှိတဲ့အခုပြည်တွင်းမှာကြံခဲ့တဲ့လူပဲဖြစ်ဖြစ်နိုင်ငံတကာအလုပ်လုပ်ကိုင်ကကိစ္စအကြောင်းဖြစ်ဖြစ်ရောက်နေတဲ့သူတွေအားလုံးဟာကိုတိုင်းပြည်ကိုဒီလိုကြီးချက်ပြီးမမြင်ချင်တော့သူများတန်းတူနော်နောက်ဆုံးကြီးကြီးကျယ်ကျယ်ဒီမိုကရေစီလူ့ခွင့်ကြံခဏလာသူများနိုင်ငံတွေလွတ်လွတ်လပ်လပ်သွားလာစားတော့ရောင်းဝယ်လုပ်ကိုင်တာမျိုးနိုင်ငံမျိုးဖြစ်စေချင်တယ်လူတွေအကုန်လုံးဒုက္ခရောက်ပြီးရောက်ကုန်ပြီအဲ့တော့ဘဝတွေတိုင်းကဆက်ဆက်နေတယ်မြန်မာပြည်တိုင်းပြည်ဟုတ်လားအဲ့တော့ဗမာပြည်မှာသူတို့စစ်တပ်ကကောင်းနေပဲအကုန်လုံးလော်ဝကြီးအုပ်ယူချင်တာယူလှုပ်ချင်တာလှုပ်အားကလေးလိုက်စားမှုတွေဖြစ်နေတာပြည်သူတွေကအဲ့တော့ပြည်သူတွေကတော်လှန်မယ်ဆိုတာတန်တိတ်တန်ပြေးဝရှိနေပြီဟုတ်ဒါတွေကိုကျွန်တော်တို့ကတခြားချစ်ဖို့ဒါကျွန်တော်အားသာချက်အဲ့ဒါကိုတခြားစူးစီးဖို့လိုတယ်ဥဆောင်မှုကောင်းမှုလိုတယ်နော်ဥဆောင်မှုကောင်းမှုဆိုတဲ့နေရာမှာခုနလိုဟုတ်လားတာမန်နိုင်ငံရေးလှုပ်ရှားမှုနဲ့လက်နက်ကင်တော်လိုင်းနဲ့မတူဘူးလက်နက်ကင်တော်လိုင်းကလက်နက်ကင်တော်လိုင်းနီးပညာလိုတယ်ဟိုတတ်ဖို့လိုတယ်နောက်ဥဆောင်မှုတွေလိုတယ်အဲ့တော့ဒီအားသာချက်တွေကိုတခြားစူးစီးလုပ်နိုင်ဖို့လိုတယ်နောက်တစ်ချက်ကနီးပညာအခုရုရှားနဲ့မြန်မာနဲ့လုပ်တဲ့ကိစ္စကသူတို့ကအထူးတပ်ဖွဲ့လေ့ကျင့်တာပြောတယ်အထူးတပ်ဖွဲ့နော်အထူးတပ်ဖွဲ့ကိုလေ့ကျင့်တယ်ဆိုတော့drone တွေလာပညာတွေပါမယ်ဆိုတာတွေကြားရတယ်တဲ့နေ့မှာအဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းရေးလုပ်နေတဲ့ဘက်တွေကလည်းစဉ်းစားဖို့လိုတာဒီပညာကိစ္စအဲ့တော့စစ်ရေးမှာအခုကဘယ်လောက်ထိဖြစ်လဲအခုပြီးခဲ့တဲ့ NATO ဆွေးနွေးပွဲတောင်မှကျွန်တော်တို့ကြည့်တယ်နော်သူတို့ကစစ်ဒီပညာတော့တစ်ဆင့်အောင်မြင်အောင်မယ်အခုယူကရိန်းစစ်ပွဲမှာ drone ပါလာဟုတ်တယ်နော်တစ်ဆင့်မြင်တော့အရင်တော့အီရတ်စစ်ပွဲမှာအမေရိကန်တော့တိုက်တော့ဟာနောက်ထပ်စီနီးပညာ level တစ်ခုရောက်သွားတယ်ဆိုတော့ပြောချင်တာကစစ်ပထမမျိုးဆက် first generation ရှိတယ်စစ်မှာဟလာတာမန်လက်နက်တွေနဲ့တိုက်ကြပထမကဘာစစ်နော်60မမနဲ့မော်တာနဲ့ပစ်တဲ့ဟာတမျိုးရဲ့နောက်သူတဲ့အဆင့်မြင့်တဲ့လက်နက်တွေပေါ်လာတယ်ဒုတိယမျိုးဆက်ဖြစ်လာတယ်ဟလာနော်တတိယမျိုးဆက်ဆိုတာကြာ smart ဒုံးကြီးတွေဖြစ်လာတယ်အခါသာထိန်ချိုးတယ်ဒါတွေဒီဘက်မှာတိုက်တယ်အခုကတကွာလုံးမှာစရုပ်ဒမျိုးဆက်ကိုသွားတော့မယ်ဟာဖြစ်နေပြီဘာလဲ AI နေလာမယ်စက်ရုပ်တွေလာအခါသာနေထိန်ချိုးတယ်ဟာတွေလာတော့ဒါအမေရိကန်တောင်အခုပြင်းနေတာနော်အခုနေတိုးပတ်စံမထောက်ပံ့ကျင်တော့ဘူးစသဖြင့်သူလုံနေတယ်ရှိတယ်ဒေါ်နယ်ထရန့်ပြောတာတော့ထရီလီယံပေါင်းများစွာတော့သူဒါတွေချတယ်ဆိုတော့အဲ့တော့ကျွန်တော်ပြောချင်တာကဒီနေ့ကနီးပညာကဏ္ဍကအရေးပါလာတာနော်ခင်ဗျားတို့ကျွန်တော်တို့တော်လိုင်းမှာရှိခဲ့တဲ့အချိန်တော့လူအင်အားလက်နက်အင်အားရိတ်ခါဟလာခံနိုင်ကြတဲ့စံတိုင်းအခုကအဲ့တော့ကျွန်တော်ပြောချင်တာကဟိုဘက်မှာလာမြောက်လိုင်းတို့ဘက်ကလုံနေတာရုရှားနဲ့လုံနေတာကျွန်တော်တွေ့နေသူတို့ကတော့ state နိုင်ငံတော်ဆိုတော့လုံခွင့်ပို့ရတာပါအဲ့တော့ကျွန်တော်တို့ဘက်ကကောမလုံနိုင်ဘူးလုံနိုင်တယ်ကျွန်တော်တို့က resource ရှိတယ်ခုနကကျွန်တော်ပြောလို့ပြည်သူလူထုတရားလုံးကအများစုပါအဲ့တော့ပြောချင်တာကဒီပညာနဲ့ပတ်သက်တဲ့ဟာကိုလည်းကျွန်တော်တို့အင်အားစုတွေသိချလုပ်အောင်နော်အခု drone ကိုကိုယ့်ဘာကိုတူကိုထားနဲ့လုပ်ပြီးတိုက်တာတော့မှတော်တော်ထိရောက်တယ်အဲ့တော့ investment လုပ်ရမယ်ရင်းနှီးမြှုပ်နှံရမယ်နော်အခုဥဆောင်တဲ့ဖွဲ့တွေခြံတဲ့လူတွေနဲ့ပတ်သက်ပြီးဒီကိစ္စကိုဤပညာနဲ့ပတ်သက်တာ budget လုပ်ရမယ်နော်လူဤပညာတက်တဲ့သူတွေစုရမယ်ကျွန်တော်တို့ထဲမှာလူငယ်တွေထဲမှာတက်တဲ့ကောင်ကလေးတွေတော်တဲ့သူတွေလူငယ်တွေအများကြီးပါတယ်ဒါအပြင်နိုင်ငံတကာမှာရောက်နေတဲ့ဟလာလူငယ်မျိုးဆက်တွေရှိတယ်88ကနေခင်ဗျားတို့ကျွန်တော်တို့နိုင်ငံတကာကိုရောက်သွားတဲ့လူတွေသူတို့သားသမီးလူငယ်တွေနိုင်ငံတက္ကသိုလ်မှာဆင်တာပြီးသားတွေအများကြီးရှိတယ်အဲ့တော့ဒါမျိုးတွေကိုတေချာပအောင်စုနိုင်ဖို့လိုတယ်ဒါကြောင့်ကျွန်တော်ဥဆောင်မှုပြောတာဥဆောင်မှုကအမျောမြင်ရှိရမယ်တေချာလုပ်တတ်ရမယ်ဆိုတာက legitimate ဖြစ်လို့
တရားဝင်လို့ခေါင်းဆောင်ဖြစ်တာနဲ့အရေးချင်းရှိလို့ခေါင်းဆောင်ဖြစ်တာမတူဘူးရေရှည်တိုက်လာရင်ကွာမှာပဲဟုတ်လားနော်အဲ့တော့ဒါတွေဝါတေချာပြန်ကြည့်ဖို့လိုတယ်အဲ့တော့တော်လိုင်းကတော့နိုင်တော့နိုင်ခြင်းတယ်လုပ်ဖို့လိုနေမှန်ဖို့လိုတယ်အဲ့တော့နိဗ္ဗာန်နဲ့ပတ်သက်တဲ့ယဉ်ကျေးမျိုးနာမှုတေချာလုပ်ဖို့လိုတယ်နော်ခုနကြောင်းတက်ပြီးသားရှိရင်လေတက်ပြီးသားလူငယ်တွေရှိရင်စုမရှိသေးရင်လည်း potential ကိုဗမာကြီးကထွက်လာတယ်ကြောင်းမတက်ပဲ၄၅6နှစ်နေရတဲ့ကလေးတွေအများကြီးရှိတယ်အဲ့ထက်မှာ engineer ကြောင်းပြီးတဲ့လူတွေရှိတယ်လျှက်စစ်နည်းပညာတက်တဲ့လူတွေဒီကလေးတွေကြောင်းဆက်တက်နိုင်ဖို့ကျန်တဲ့လုပ်ရတယ် they are investment ဖြစ်တယ်ဟုတ်လားဒီရတဲ့ရန်ပုံငွေတွေကိုတေချာတုံးပြီးတော့ဒါတွေကိုလုပ်ဖို့လိုတယ်လို့ကျွန်တော်အကြံပေးချင်တယ်ဟုတ်ကဲ့ကျေးဇူးတင်ပါဗျာကျွန်တော်ငယ်လေးလေးလက်သက်ဦးဆုံးမကျော်ကျေးဇူးတင်ပါတယ်